ဒီနေ့တော့ပဲပင်ပေါက်နဲ့ပဲပြားကိုအခုလိုမျိုးလေးအရသာရှိရှိကြော်စားမှာဖြစ်ပါတယ်ရှင်ပဲပြားတုံးလေးကိုအခုလိုမျိုးလေးလိဖြတ်ပြီးတော့အသုံးလေးသုံးထားမယ်စီပူလာရင်ပဲပြားလေးတွေကိုပဲအရင်ထည့်ကြော်လိုက်ပါမယ်ရှင်ကဲပဲပြားလေးတွေချက်ခါနေရင်ကျွတ်တုံနေနဲ့ကျွတ်တုံလူလေးကိုပါတစ်ခါတည်းရောကြော်လိုက်ပါမယ်ရှင်ဟင်းကလည်းတနေ့ဘာချက်လို့ချက်ရမလဲမသိဘူးပေါ့နော်အိမ်ရှင်မတွေရဲ့ခေါင်းစားရတဲ့အလုပ်တစ်လုပ်ပေါ့ကဲကျွတ်တုံလေးတွေပဲပြားလေးတွေချက်လာပြီဆိုလို့ရှိရင်ပဲပင်ပေါက်လေးတွေရောထည့်လိုက်ပါတော့မယ်ရှင်ထပ်ပြီးရင်တခြားသမားအောင်လို့မွေပါမယ်ရှင်ကဲအရသာအတွက်ကျမကခရူးစီလေးရယ်ပဲငန်းပြာရည်လေးရယ်စက်သားမုံလေးရယ်ပဲတုံးထားပါတယ်ရှင်အရသာလေးတွေထည့်ပြီးတော့တခြားသမားရအောင်မွေပါမယ်ရှင်ပို့ပြီးမွေရအောင်လို့ဒနံမင်လေးကိုညှက်ထည့်လိုက်ပါတယ်ရှင်ခုဆိုလို့ရှိရင်ကျမရဲ့ပဲပြားနဲ့ပဲပင်ပေါက်ကြော်လေးဟာဖြစ်ရင်အရင်အနှံ့အရသာနဲ့ပြည့်စုံပြီးတော့အရန်ကိုစားကောင်းပါတယ်ရှင်ကဲဘာချက်လို့ချက်စားမလဲမသိနော်ပဲပြားနဲ့ပဲပင်ပေါက်လေးကိုတရက်လောက်တော့ကြော်စားကြည့်ပါရှင်အရန်ကိုစားကောင်းပါတယ်ရှင်ကျုပ်လျောပိုင်ပူကောင်းတာပေါ့နော်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်ဘိုင်ဘိုင်